မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဇန်နဝါရီလ2ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းတူးများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရင်ပါဒီ channel လေးကလက်ရှိမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ KNA ပြောင်းလဲဖွဲ့စည်းမှုအတွင်း BGF တပ်ဖွဲ့အုပ်စုနှစ်စုကွဲကဖယုတ်ဖယဲဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်ကရင်နဲ့မွန်ပြည်နယ်အခြေစိုက်နေကြားဆောင်တပ်BGF တပ်ဖွဲ့တွေဟာကရင်အမျိုးသားတပ်မတော် KNA အဖြစ်ပြောင်းလဲဖွဲ့စည်းမှုအတွင်းတပ်နယ်မြေများအလိုက်တပြေးညီမဖြစ်ပေါ်သေးပဲ BGF အဖြစ်ဆက်လက်ရပ်တီကစစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်သွားမဲ့တပ်ဖွဲ့တချို့လည်းရှိနေကြောင်းသိရှိရပါတယ်။အာဏာသိမ်းစစ်တပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ BGF တပ်နယ်တချို့ဟာ KNA တပ်မတော်အဖြစ်ကို2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာပြောင်းလဲဖွဲ့စည်းရမှာတပ်ဖွဲ့တချို့မှာရခိုင်တိုင်း BGF အဖြစ်ဆက်လက်ရပ်တီကစစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း BGF နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ BGF ကခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူတို့စောတင်ဝင်းတို့အုပ်စုတပ်နဲ့2နဲ့3က KNA အကုန်ပတ်တစိတ်ပြောင်းတယ်။စောမုတ်တုံတို့စောပလူတို့ဗိုလ်မှူးသိန်းစောမင်းတို့ဖိုးကြအင်းတို့တပ်နဲ့1တပ်နဲ့4တို့ဘက်ကဖတ်မပြောင်းဘူး။ BGF အဖြစ်စစ်တပ်နဲ့ဆက်ပြီးနေမဲ့သဘောရှိတယ်။ဘာဆက်ဖြစ်မဲ့ဆိုတာတော့မသိရသေးဘူးလို့မြဝတီအခြေစိုက် BGF တပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။လက်တလုံးမှာ BGF တပ်ဖွဲ့များလှုပ်ရှားတဲ့မြဝတီမြို့လှိုင်းပွဲမြို့ဖအံမြို့နဲ့မြိုင်ကြီးငူအထူးဒေသများမှာ KNA တပ်ပြောင်းဖွဲ့သူအစုအဖွဲ့များနဲ့ BGF တပ်ဖွဲ့ဖြစ်ဆက်လက်၍စစ်အုပ်စုနဲ့ပူးပေါင်းမဲ့တရင်တပ်ဖွဲ့များအကြားအကွဲအပြဲသတင်းများထွက်ပေါ်နေကြောင်းသိရှိရပါတယ်။အဆိုပါအပြောင်းလဲဖြစ်ပေါ်မှုနဲ့ပတ်သက်၍အမည်မဖော်လိုတဲ့တပ်မှုတဦးက KNA ကိုအကုန်လုံးပြောင်းလဲတက်ဆင်သွားမှာပါတပ်ဖွဲ့မှမကြံပါဘူးလောလောဆယ်ပတစိတ်တွေမလုံလောက်သေးတာရဲ့တချို့ကစစ်တပ်နဲ့နေတာနေတယ်ဆိုတော့မတက်ဖြစ်တဲ့အဖွဲ့တွေရှိနေသေးတယ်လို့ဆိုပါတယ်။ BGF တပ်ဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့တဲ့2010-2011ခုနှစ်ကကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အတွင်းတပ်နယ်၄ခုလက်အောက်ခံတရင်73ရင်နဲ့စစ်တပ်ကဖွဲ့စည်းထူထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။သို့တော်ယခုပြောင်းလဲဖွဲ့စည်းလိုက်တဲ့တရင်တပ်ဖွဲ့တွေရဲ့ဖွဲ့စည်းပုံနဲ့စစ်ရေးနယ်မြေတွေကိုတော့ KNA တပ်ဖွဲ့ဘက်မှလက်ရှိအချိန်ထိတရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။အဲဒီလို KNA အပြောင်းလဲဟာစစ်အုပ်စုကတရုတ်ကြားဖြန့် online ငွေလိမ်လုပ်ငန်းများနှိမ်နင်းရေးကိစ္စများနဲ့ဆက်ဆက်နေကြောင်းကရင်နိုင်ငံရေးစစ်ရေးသုံးသပ်ပြောဆိုနိုင်သူမြောက်ရီမြို့ကန်တဦးကယခုလိုသုံးသပ်ပြောကြပါတယ်။အခုမြောက်ရီမှာက KK ဘက်လည်းစစ်တပ်သိမ်းလိုက်ပြီးအခုရွှေကုတ်ကိုလည်းစစ်တပ်ကတပ်တွေအထင်ချဖို့လုပ်နေပြီဆိုတော့ဘယ်လိုစစ်တပ်နဲ့ညီနိုင်ပြီးပုံဖော်မလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲလို့၎င်းကရှုမြင်ပါတယ်။ယခုလက်တလောအခြေအနေမှာလိုင်းပွဲမြို့မြောက်ရီမြို့နဲ့ရွှေကုတ်ကိုဒေသလမ်းပိုင်းများဘက်မှာ KNA တပ်ဖွဲ့ဗတ်တစိတ်ပြောင်းလဲတဲ့တပ်ဖွဲ့များမှစီးလှုပ်ရှားမှုနဲ့လမ်းပိုင်းလုံခြုံရေးအင်အားတိုးချထားမှုများရှိနေပါတယ်။၎င်းအခြေအနေကြောင့်စစ်အုပ်စုတပ်များနဲ့ KNA ဗတ်တစိတ်မပြောင်းတဲ့ BGF တပ်ဖွဲ့များစီးရေးတင်းမာမှုဖြစ်ပွားလာမှာကိုဒေသခံတွေကစိုးရိမ်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အမ်ဘရန်လန်ဟောင်းပစီကြီးရွာအနီးမှာစစ်ကောင်စီတပ်နဲ့ AA တို့တိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ရိုးမအဆက်မကွေးတိုင်းအမ်ဘရန်လန်ဟောင်းမှာရှိတဲ့ပစီကြီးရွာအနီးမှာစစ်ကောင်စီတပ်နဲ့အာရခတ်တပ်တော် AA တို့ယခုရပ်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့ဒေတာရင်းစီသတင်းရှင်းမြစ်တွေစီကနေသိရှိရပါတယ်။စစ်ကောင်စီတပ်ဟာလက်ကျန်နေရကန်ဗျူဟာကုန်းမှာရှိတဲ့စကန်အနီးတဝိုက်ကိုအမ်ဘရန်လန်ဟောင်းကနေစစ်ကြောင်းထိုးလာတာကြောင့်ပစီကြီးရွာအနီးအရောက်မှာအာရခတ်တပ်တော် AA နဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့ AA နဲ့နှီးစပ်တဲ့စီသတင်းရှင်းမြစ်တဦးကပြောပါတယ်။စစ်ကောင်စီတပ်ဟာအဆိုပါထိတွေ့တိုက်ပွဲတွေအတွင်းမှာလေကြောင်းပစ်ကူပါရာမော်တာစက်တက်လေဒီတွေဒရုန်းတွေအများအပြားအသုံးပြုပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီတပ်ကဗဒန်တက်နေကနေ AA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ဗစီကြီးရွာဘက်တို့လန်တစ်ကကုန်ကြီးကြီးရွာဘက်ကိုစစ်ကြောင်းထိုးနေတာပါ။အခုရက်ပိုင်းမှာဗစီဘက်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရှိရပါတယ်။စကစကတော့အရင်တိုက်ပွဲတွေနဲ့မတူဘဲပါရာမော်တာစက်တက်လေဒီနဲ့လေကြောင်းပစ်ကူတွေကိုအတိကအသုံးပြုတိုက်ခိုက်လာနေပါတယ်လို့AA နဲ့နှီးစပ်တဲ့စီသတင်းရင်းမြစ်ကပြောပါတယ်။အာရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေဟာလက်ရှိစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အမ်ဘရန်လန်ဟောင်းမှပစီကြီးရွာနဲ့အမ်ဘရန်လန်တစ်ကကုန်ကြီးကြီးရွာတွေကိုပြီးခဲ့တဲ့စက်တင်ဘာလကတည်းကသိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ရခိုင်ရိုးမအဆက်ကအမ်ဘရန်လန်ပိုင်းမှာတကူရဲတော့ကြံရှိတော့တဲ့နေရကန်လေကြောင်းရန်ကာကွယ်ရေးစကန်ဗျူဟာကုန်းမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား300ဝန်းကျင်ခန့်သာရှိတော့တယ်လို့လည်းသိရှိရပါတယ်။မြေပြင်ထိုးစစ်မရောက်နိုင်တော့တဲ့နေရကန်ဗျူဟာကုန်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေ
စားနပ်ရိက္ခာစစ်လက်နက်ပစ္စည်းတွေစစ်ရင်အားတွေကိုအတီးတီးပို့ဆောင်ပေးနေတာရှိတယ်လို့လည်းအေနဲ့နီးစပ်တဲ့စီးတရင်ရင်းမြစ်ကပြောပါတယ်။နေရီကန်ပြူဟာကုန်းကိုလာတဲ့လမ်းကြောင်းတွေအကုန်လုံးကိုတော်လိုင်းရေးတပ်တွေနဲ့အေကပိတ်ဆို့ဖျက်တောက်ထားတာပါ။ဒါကြောင့်စက္ကရိက္ခာတွေပို့မယ်ဆိုရင်လေကြောင်းကိုအတိကအသုံးပြုရပါတယ်။ဒါပေမဲ့အဲ့ဒီစားနပ်ရိက္ခာတွေဟာတော်လိုင်းရေးတပ်ဖွဲ့တွေစီရောက်သွားတာတွေလည်းရှိပါတယ်လို့အဆိုပါစီးတရင်ရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။တစ်ဖက်မှာလည်းနေရီကန်ပြူဟာကုန်းစခန်းမှာရှိတဲ့ပြည်သူစစ်မှုတန်းပါစတွေဟာစစ်မတိုက်ချင်ကြတဲ့အတွက်အေအေနဲ့ပူပေါင်းမဟာမိတ်တွေစီကိုလက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့လည်းသိရှိရပါတယ်။နေရီကန်ပြူဟာကုန်းစခန်းဟာစစ်ကောင်စီတပ်ရဲ့လေကြောင်းရန်ကာကွယ်စခန်းတစ်ခုဖြစ်တယ်လို့ရခိုင်ဒေသအပါအဝင်မြန်မာနိုင်ငံရဲ့အနောက်ဘက်ကလေကြောင်းရန်တွေကိုထောက်လှမ်းဖို့အတွက်ပြုလုပ်ထားတဲ့အရေးပါတဲ့စကန်ကုန်းတစ်ခုလည်းဖြစ်ပါတယ်။အလားတူနေရီကန်ပြူဟာကုန်းကိုအာရခတ်တပ်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေကသိမ်းပိုက်ထိန်းချုပ်နိုင်ပါကမကွေးတိုင်းမှာရှိတဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကပ္ပစစက်ရုံတွေကိုချင်းချောင်းလာနိုင်တာကြောင့်စစ်ကောင်စီတပ်ကတပ်ပြန်လဲစုဖွဲ့ပြီးအင်အားအလုံးအင်းနဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။မကွေးတိုင်းအစက်မှာတော့စစ်ကောင်စီတပ်ကိုအာရခတ်တပ်တော်အေအေအရှိုချင်းကာကွယ်ရေးတပ်မကွေးတိုင်းခြေစိုက် PDF တပ်ရင်းတွေကျောင်းသားလက်ယုံတပ်တော် SAF ပြည်သူလွတ်လပ်ရေးတပ်မတော် PIA လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတပ်တွေကပူးပေါင်းပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေစကြိုမှာအင်အားတိုးဖို့ထွက်လာတဲ့စစ်ကောင်စီရေရင်တန်းတိုက်ခိုက်ခံရကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းပခုတ်ကူခရိုင်ရေစကြိုမြို့နယ်မှာအင်အားတိုးဖို့ထွက်ခွာလာတဲ့စစ်ကောင်စီရေရင်ကိုတိုက်ခိုက်ရမှာဒုတက်ချက်တူသေဆုံးခဲ့ကြောင်းရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကရဲဘော်ဝေကြီးကပြောပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ30ရက်နေ့ည9နာရီခန့်ကရေစကြိုမြို့နယ်ချင်းတွင်းမြေကြောင်းအတိုင်းအထက်ကိုစံတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ရေရင်တစည်းကိုမြေကြောင်းတနေရာကနေစောင့်ဆိုင်တိုက်ခိုက်ရမှာနိုင်ဝက်ကျော်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရေစကြိုပကဖကပြောပါတယ်ရေရင်ပေါ်လိုက်ပါလာတဲ့တက်မောင်ကိုကဒုတက်ချက်တူသေဆုံးခဲ့ပြီး၃ဦးခန့်ဒဏ်ရာရရှိသွားတယ်လို့ရေစကြိုပကဖကဆိုပါတယ်အင်အားတိုးတာပခုတ်ကူကနေထွက်လာပြီးရေစကြိုကတ်တာလို့ရေစကြိုပကဖကရဲဘော်ဝေကြီးကပြောပါတယ်ရေရင်ပေါ်ပါစစ်အုပ်စုထိခိုက်သေးဆုံးမှုနဲ့ပတ်သက်ပြီးလူတို့နေဦးကတီးခြားအတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူးပခုတ်ကူခရိုင်အတွင်းကမြိုင်နဲ့ပေါင်းမြို့နယ်အဆက်မှာဒီဇင်ဘာလကုန်ပိုင်းထိတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိကြောင်းဒေသတွင်းတပ်ဖွဲ့တွေစီကနေသိရှိရပါတယ်ရေစကြိုမြို့နယ်မှာလည်းစစ်ကောင်စီကပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေပြီးဒီဇင်ဘာလအတွင်းပြည်သူ၄ဦးသေဆုံးခဲ့ပါသေးတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပေါင်းတလေမြို့မှာကင်းပတ်ရန်ထွက်ခွာလာတဲ့စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား2ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်မြို့နယ်ပေါင်းတလေမြို့မှာကင်းပတ်ရန်ထွက်ခွာလာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ရမှာ2ဦးသေဆုံးခဲ့ကြောင်း3631တရင်စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုပါတယ်။ဒီဇင်ဘာလ29ရက်နေ့မွန်းလွဲ9:30မိနစ်ခန့်မှာပေါက်ခေါင်းမြို့နယ်ဘော်ဒီကုန်းရွာမဲလုံခြုံရေးအတွက်ပေါင်းတလေမြို့မှာကင်းပတ်ရန်ထွက်ခွာလာတဲ့စစ်သား15ဦးကိုတော်လိုင်းတပ်ဖွဲ့တွေကကန်ဆူရွာအနောက်ဘက်စာတင်ကျောင်းအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှ2ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်စစ်သားအလောင်းတွေနဲ့ဒဏ်ရာရသူတွေကိုကားပေါ်တင်ပြီးပေါင်းတလေမြို့ကိုပြန်လည်ဆွတ်ခွာသွားကြောင်းသိရှိရပါတယ်။ပေါက်ခေါင်းမြို့နယ်ကဘော်ဒီကုန်းရွာမဲယုံကိုလုံခြုံရေးအတွက်ပေါင်းတလေမြို့ကနေကင်းပတ်ထွက်လာတဲ့စစ်ခွေး15ကောင်ကိုကန်ဆူရွာအနောက်ဘက်စာတင်ကျောင်းအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာတိုက်ခိုက်မှုအတွင်းမှာစစ်ခွေး2ကောင်သေပါတယ်3ကောင်ဒဏ်ရာရပါတယ်ရဲဘော်တွေတော့အထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့3631တရင်စစ်ထောက်လိုင်းရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို BR21 ကုတ်ကဲမှုအောက်မှာရှိတဲ့ပြည်ခိုင်အမှတ်1 3631တရင်တက်ခွဲ3ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူများအနေနဲ့အကြမ်းဖက်စစ်သားများအနီးတောလာခြင်းမပြုလုပ်ကြပါရန်အတိပေးလိုကြောင်းရဲဘော်ရှေတို့ကဆက်လက်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တပ်ပေါင်းစုဖွဲ့မှုတွေကိုပြည်သူတွေကြိုးစိုးဝန်းရံဖို့ NUG ယာယီသမ္မတတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ပုံမအားကောင်းတဲ့စီရေးတပ်ပေါင်းစုပေါ်ပေါက်လာရေးကြိုးစားနေကြောင်း NUG ယာယီသမ္မတဒူဝါလက်ရှိလာကနှစ်တကူမိကုံးမှာထဲသွင်းအသိပေးခဲ့ပြီးစစ်အာဏာရှင်ချုပ်ငြိမ်းရေးအမြန်လှုပ်ဆောင်ဖို့ဘိုးကိုကဲမှုတစ်ခုတည်းအောက်မှာစူးစီးနိုင်ဖို့လိုအပ်တယ်လို့စီရေးတပ်ပေါင်းစုစုဖွဲ့မှုတွေကိုပြည်သူတွေကြိုးဆိုဖို့တိုက်တွန်းပြောကြားလိုက်ပါတယ်။ယာယီသမ္မတကဇန်နဝါရီလ1ရက်နေ့မှာပြောကြားခဲ့တဲ့
2026နှစ်သစ်ကူမိကွန်းမှာຫນွေဦးတော်လှန်ရေးတပ်ပေါင်းစု SRA စုဖွဲ့မှုဟာတရင်ကောင်းဖြစ်ကြောင်းထေသွင်းပြောကြားရမှာအခုလိုတတိပေးခဲ့တာပါ2025ခုနှစ်ကုန်ပိုင်းအချိန်ကာလမှာပဲຫນွေဦးတော်လှန်ရေးတပ်ပေါင်းစု SRA စုဖွဲ့မှုပေါ်ပေါက်လာတာရှိပါတယ်ຫນွေဦးတော်လှန်ရေးတပ်ပေါင်းစုစုဖွဲ့မှုဟာပြည်သူအတွက်ဝမ်းမြောက်စရာတရင်ကောင်းဖြစ်ပါတယ်အထူးသဖြင့်တော်လှန်သောညီညွတ်တဲ့တပ်ပေါင်းစုအဖြစ်တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်မဲ့အင်အားစုဖြစ်မဲ့လို့ယုံကြည်ပါတယ်လို့ယာယီသမ္မတကပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းစစ်မှန်သောအမျိုးသားညီညွတ်ရေးကိုဖော်ဆောင်နေတယ်လို့ပုံမအားကောင်းတဲ့မဟာမိတ်စီရေးတပ်ပေါင်းစုပေါ်ပေါက်အောင်လဲအမြဲတမ်းလိုကြိုးစားအားထုတ်နေကြကြောင်းပြောပါတယ်အခုပေါ်ပေါက်လာတဲ့ຫນွေဦးတော်လှန်ရေးတပ်ပေါင်းစုစုဖွဲ့မှုစတင်အကောင့်ထဲပေါ်ဖို့ကြိုးစားတဲ့လုပ်ငန်းစဉ်မှာလဲချိတ်ဆက်မှုလုပ်ငန်းတွေမှာလက်တွဲဝန်းရံအားပေးခဲ့တယ်လို့အသိပေးပါတယ်ဒါအပြင်တော်လှန်ရေးအတွင်းပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေအားလုံးတခုတည်းသောဗဟိုအမိန့်ပေးကွက်ကဲမှုအောက်မှာစူးစီးနိုင်ရေးအတွက်ကြိုးစားခဲ့ကြပါတယ်လက်နက်ကင်လမ်းစဉ်ကိုရှောက်ကြတဲ့ຫນွေဦးတော်လှန်ရေးအင်အားစုအားလုံးဟာဗဟိုကွက်ကဲမှုတခုတည်းအောက်မှာစူးစီးနိုင်လေးစစ်အာဏာရှင်အမြင့်ပြတ်ချုပ်ငြိမ်းရေးကိုအမြန်ဆုံးလှုပ်ဆောင်နိုင်လေးဆိုတာမမေ့ကြဖို့အထူးလိုအပ်ပါတယ်လို့ယာယီသမ္မတဒူဝါလက်ရှိလာကပြောပါတယ်ဒါကြောင့်ပြည်သူလူထုတရက်လုံးအနေနဲ့လဲစီရေးတပ်ပေါင်းစုတွေစုဖွဲ့မှုကိုလေးနက်စွာဂုဏ်ပြုကြိုးဆိုကြဖို့လိုအပ်တယ်လို့ပြည်သူဝန်းရံမှုအစဉ်မြဲရှိနေဖို့လဲတိုက်တွန်းခဲ့ပါတယ်စီရေးကဏ္ဍမှာစုဖွဲ့မှုပုံမအားကောင်းလာဖို့ကျွန်တော်တို့အစိုးရအနေနဲ့လဲဆက်လက်လှုပ်ဆောင်နေမှာဖြစ်ပါတယ်လက်ရှိစီရေးအတွက် C3C လို့စုဖွဲ့ထားမှုတွေရှိထားပြီးဖြစ်တယ်လို့ယခုတက်လဲပုံမအားကောင်းအောင်ဆောင်ရွက်ဖို့လိုအပ်ကြောင်းပြည်သူတရက်လုံးကိုလေးနက်စွာတင်ပြလိုပါတယ်လို့ယာယီသမ္မတကပြောပါတယ်တော်လိုင်းအင်အားစုများအကြားပုံမခိုင်မာတဲ့စုဖွဲ့မှုကိုဆက်လက်အားစိုက်တည်ဆောက်မှာဖြစ်ကြောင်းလည်းအသိပေးပါတယ်စစ်မှန်တဲ့ Federal မူအပေါ်အခြေခံပြီးအပြန်အလှန်လေးစားမှုတန်းတူညီမျှမှုတွေကိုဆက်လက်ကင်ဆယ်ပြီးရှောက်လန်းနေမှာဖြစ်တယ်လို့တာဝန်ခွဲဝေမှုအပေါ်အခြေခံပြီးတော်လိုင်းအင်အားစုများခိုင်မာအောင်တည်ဆောက်နိုင်ဖို့ကြိုးစားနေတယ်လို့လည်းယာယီသမ္မတကပြောပါတယ်ပြည်တွင်းပြည်ပပြည်သူတရက်လုံးအနေနဲ့လည်းတော်လှန်ရေးကိုဆက်လက်ဝိုင်းဝန်းထောက်ပံ့ကူညီကြဖို့မြစ်တာရက်ခံခဲ့တယ်လို့အာဏာသိမ်းမှုကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဝိုင်းကူဖို့စစ်ပွဲကြောင့်ထိခိုက်ဒဏ်ရာရသူတွေအသက်ပေးသွားတဲ့မိသားစုဝင်တွေနဲ့စစ်ပေးဒုက္ခသည်တွေကိုကူညီဖို့လည်းတိုက်တွန်းထားပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်းတော်လှန်ရေးမှာအင်အားစုစည်းမှုလိုအပ်ကြောင်း2025နှစ်ကုန်ပိုင်းမှာပြောကြားထားပါတယ်။တော်လှန်ရေးသမားတွေအနေနဲ့မတရားမှုကိုတွန်းလှန်တာဟာအစဖြစ်တယ်လို့ပန်းတိုင်ဟာစစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုဖြစ်လို့ဒီလိုမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာနားလည်မှုအပြည့်နဲ့စူးစီးဆောင်ရွက်ဖို့လိုအပ်ကြောင်းဒုဗိုလ်ချုပ်ကြီးကွမ်မော်ကပြောကြားထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတာကတော့ Straight Time ကပြောတဲ့စစ်အုပ်စုရွေးကောက်ပွဲဆိုတဲ့ဆရာလာစိုးဝေရဲ့သတင်းဆောင်ပါတပုတ်ကိုတင်ဆက်ပေးပါမယ်မြန်မာအကြောင်းမဆိုစလောက်တာစိတ်ဝင်စားသည့်ဆိုစေအောင်လက်ရှိလုံနေသောရွေးကောက်ပွဲအားတစ်ချက်လောက်စောင်းငယ်ကြည့်လိုက်ရုံနဲ့ပင်လုံပွဲကြီးဆိုသည်ကတိတာထင်ရှားနေပါတယ်မဲလာထေးသူအရေးအတွက်ဟာလည်း2020ရွေးကောက်ပွဲထပ်ပင်တိတိတတ်တာနေပါနေပါတယ်ထိုရွေးကောက်ပွဲမှာတောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ၎င်းတို့ထုတ်ပြန်ထားတဲ့အမိန့်အောက်မှာမှတ်ပုံတင်ရန်ညှင်းပယ်ခဲ့တဲ့အတွက်ထုတ်ပယ်ခံခဲ့ရပါတယ်ဒီအတွက်ထွက်ပေါ်လာတဲ့ရလဒ်ဒီကလူတိုင်းအလွယ်တကူခံမှန်းယူရတဲ့ USDP ပင်အနိုင်ရသွားခဲ့ပါတယ်ဖေဖော်ဝါရီလမှာအပြည့်သက်ထွက်ပေါ်လာမယ့်ရလဒ်ဟာလည်းမင်းအောင်လှိုင်ရဲ့မင်းစွန်းနေသောလက်တန်းကိုထောင်း၍ပြုံးဖြီးဖြီးမျက်နှာဘေးကိုကြည့်၍ခံမှန်းနိုင်ပါတယ်ရွေးကောက်ပွဲရဲ့သဘောတဘာဝအရဆိုကဆဒမ်ဟူစိန်ပြုတ်မကြမီတစ်နှစ်အလို2002ရွေးကောက်ပွဲမှာ100%အနိုင်ရခဲ့တဲ့ဆိုသည်နဲ့နိုင်ရှင်၍ရနေပါတယ်အလားတူပဲမြောက်ကိုရီးယားအာဏာရှင်ကင်ဂျုံအန်ရဲ့2014ရွေးကောက်ပွဲသည်လည်းအလားတူပင်ဖြစ်ပါတယ် NLD အပါအဝင်အတိကကြတဲ့နိုင်ငံရေးပါတီများမပါဝင်နိုင်တဲ့အတွက်ပေါ်ပေါက်လာမဲ့လွှတ်တော်သည်လည်းလူတို့ကိုကိုစားပြုနိုင်စွမ်းမရှိသည့်အတွက်လွန်စွာမှပင်ရည်စရာကောင်းနေပါတယ်ဒီအတွက်ရွေးကောက်ပွဲရလဒ်ဟာမြည်တို့ပင်ထွက်ပေါ်လာစီကမူမြန်မာပြည်သူတွေအတွက်တော့ဆုံးရှုံးမှုများနဲ့အဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ်တိုးတော်စစ်အုပ်စုရဲ့ Kings Party လို့အများခေါ်လာကြတဲ့ USDP တီလည်း၎င်းတို့မျှော်လင့်တောင့်တနေတဲ့တရားဝင်အုပ်ချုပ်ပိုင်ခွင့်ဆိုသည်ကိုလည်းမြည်သည့်ခါမှရလာတော့မှာမဟုတ်ပါဘူးလက်ရှိညင်းငွေပွဲရအခြေအနေစိုးကြီးဟာအမည်နာမတစ်ခုအနေနဲ့သာပြောင်းလဲသွားပေမဲ့လည်းဆက်လက်တည်ရှိနေအောင်မှာဖြစ်ပါတယ်ထူးခြားသွားသည်ကအာဏာကိုဆက်လက်စုပ်ကိုင်ထားနိုင်ဖို့အတွက်စစ်အုပ်ချုပ်သူများအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တွေကိုထက်ကတလဲလဲသုံးကအရေးပေါ်ကာလဆိုက
တက်တန်းတွန်းနေစရာမလိုတော့ခြင်းပင်ဖြစ်ပါတယ်။လက်ရှိမှာတော့မင်းအောင်လှိုင်ကြောင့်နိုင်ငံတော်ဝန်သေဆုံးမှုနှုန်းဟာ9000ကျော်လာပြီဖြစ်ပြီးကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကြီးမှလည်းမြန်မာကိုငတ်မွတ်ခေါင်းပါမှုအဖြစ်နိုင်ဆုံး Hunger Hotspot အဖြစ်သတ်မှတ်ထားပြီးဖြစ်ပါတယ်။အဲဒီလိုဖြစ်လာနေခြင်းကိုစစ်ကောင်းဆောင်တွေကတော့သတိပြုမိပုံမရပါဘူး။ဗလာတီမာပူတင်လိုယူကရိန်းကိုအနိုင်ရလို့သောတက်နဲ့စစ်သားတွေကိုအသားကျိတ်ဆက်ကြီးတဲ့ထဲ့ကျိတ်နေတယ်လို့အသေးခံခိုင်းပြီးအတုံးချနေတယ်လို့စီအိုဆူဟာလည်းသွေးထွက်တန်ယိုဖြစ်ရမှာကိုဝင်မလေးဘူးဆိုကတိုက်ပွဲဝင်ဖို့အမိတ်ပေးခံထားရတဲ့၎င်းတို့ရဲ့စိတ်သက်ကြနေသောတပ်ဖွဲ့ဝင်များရဲ့သွေးအပါအဝင်အာဏာကိုအကန့်အသတ်မရှိစုပ်ကင်ထားနိုင်တဲ့ဆိုတာကိုအာရှနိုင်ငံများကိုပြသနေပါတယ်။အဓိကလိုအပ်ချက်ကအင်အားကြီးနိုင်ငံများကိုယ့်ဘက်ကယက်တီပေးလာမယ်ဆိုရင်ပို၍ပင်ဖြစ်လာနိုင်ပါသေးတယ်။ဤဒီကစေအုပ်စုရဲ့ဖြစ်ပျက်နေတဲ့အနေအထားပင်ဖြစ်ပါတယ်။တရုတ်အရေးထိုအရှုပ်များချမှအနိုင်ရသွားသူကတော့တရုတ်ပင်ဖြစ်ပါတယ်။တရုတ်ဟာ၎င်းတို့အကျိုးစီးပွားအတွက်ရခင်လိုနှစ်ဖက်ခွရက်မနေတော့ပဲစေအုပ်စုပတ်မှပြက်ပြက်သားသားရက်တီလာခဲ့ခြင်းကြောင့်ပင်ဖြစ်ပါတယ်။ကိုကန့်နဲ့တအောင်တက်များအသက်သွေးချွေးပေါင်းများစွာရင်း၍တိုက်ယူခဲ့ရတဲ့မြို့ကြီးတွေကိုတရုတ်ကလက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့အလွတ်တကူပြန်ပေးခဲ့ကြရပါတယ်။တို့များနဲ့အမရသည်ပဲစေအုပ်စုအသက်ရှူချောင်သွားစေဖို့အပြစ်ခတ်ရက်စေးရေးပင်လက်မှတ်ထိုးပေးလိုက်ရပါတယ်။အိန္ဒိယဟာတရုတ်ဩဇာအာဏာကြီးထွားလာမဲ့အရေးကိုကန့်သတ်နိုင်ဖို့အတွက်စေအုပ်စုနဲ့လက်ရောညီထွေဆက်ဆံဖို့ကြိုးစားနေရင်တစ်ဖက်ကလည်းဗမာတို့ရဲ့အရင်ခံမျိုးချစ်စိတ်ဟာအချိန်တန်ရင်နိုးကြလာပြီးတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုထိန်းချုပ်ဟန်တားနိုင်လိမ့်မယ်လို့မျှော်လင့်နေပါတယ်။ဒေါ်လာအင်အားစုများသည်လည်းထရမ့်ကြောင့်ရန်ပုံငွေများပြတ်တောက်လာနေသည်ကစေအုပ်စုအားကူညီပေးနေတယ်လို့ဖြစ်လာခဲ့ပါတယ်။မင်းအောင်လှိုင်ဟာပူတင်ရှီကျင့်ဖြင့်မိုဒီတို့နဲ့နှစ်ယောက်ချင်းတွေ့ခွင့်ရလာခဲ့တဲ့အတွက်အော်တိုဘာလအတွင်းရောက်လာတဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအဖွဲ့နဲ့အရေးလုပ်ပြီးတွေ့နေစရာမလိုတော့ဘူးလို့ယူဆလာပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးကိုပင်အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့အတွက်လက်ခံတွေ့ဆုံပေးခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံရမှာလဲမြန်မာကိုငကိုမူလာအတိုင်းပြန်လဲဆက်ဆံဖို့လိုလာပြီးယခုလိုလုံနေခြင်းသည်မသင့်လျော်ဘူးလို့သဘောမျိုးပြောဆိုလာပြီးဖြစ်ပါတယ်။အာဆီယံဘက်ကကောထိုပြောကိုလက်ခံဖို့လိုပါသလား။ဆောင်းပါရှင်ကလိုတဲ့ဘက်ကိုရေးလာပါတယ်။၎င်းကတော်လိုင်းအင်အားစုများမြည်တို့ပင်အောင်ပွဲများရလာစေကမူတစုတစည်းတဲ့ကုတ်ကဲအုပ်ချုပ်မှုအောက်မှာရှိလာကြမှာမဟုတ်တဲ့အတွက်အလွန်မင်းတင်းမာနေပြီးစနစ်တန်တစ်ခုရဲ့မိဘွားတစ်ခုများဖြင့်ပေါက်ကွဲသွားနိုင်တဲ့အန္တရာယ်ရှိသောအခြေအနေသာဖြစ်လာနိုင်တယ်လို့ဆက်လက်ရေးသားထားပါတယ်။အခြားသူများကမြန်မာမှာ၎င်းတို့ရဲ့ပရိဘောဂများနေရာချနေချိန်မှာအာဆီယံဟာဘေးမှရက်ကြည့်နေရတဲ့အဆင့်ကိုရောက်သွားမယ်လို့ရေးသားထားတာကိုကောက်နှုတ်တင်ပြပါတယ်။တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ရသလောက်နေမြေတွေကိုဖေးယူထားနိုင်မှဖြစ်မယ်ဆိုတဲ့အယူအဆဟာရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးအာရခတပ်တော်ကထိန်းချုပ်ထားပြီးဖြစ်ပေမဲ့လည်းစေအုပ်စုဟာ၎င်းတို့နဲ့စိတ်ဆက်ဆွေးနွေးရန်လာလာမြစိတ်ကူးမရှိသည်ကိုတွေ့ရမှာဖြစ်ပါတယ်။၎င်းတို့အဖို့ကစစ်ကိုမုံရိပ်တိုက်ရသည်ဆိုသည့်ဆောင်ဖို့ကပင်အမြင့်ပြတ်မချေမုံနိုင်တဲ့၍မငြိမ်းချမ်းဘူးလို့ခံယူထားပြီးဖြစ်ပါတယ်။လက်ရှိအနေအထားမှာထရမ့်ဟာစေအုပ်စုနဲ့မြေရှားတပ်တို့များအရေးအပေးအယူလုပ်ရန်စောင့်ကြည့်နေတဲ့အတွက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘာမှမဝေဖန်မရှုပ်ချကြဖို့ညွှန်ကြားထားပြီးစောင့်ကြည့်နေပြီဖြစ်ပါတယ်။ အမေရိကန်ရိုင်သွားရင်အာဆီယံဒီလက်အလိုလိုရိုင်လာမှာဖြစ်ပါတယ်။ဒီအတွက်တော်လိုင်းအင်အားစုတွေကညီညွတ်သောကောင်းဆောင်မှုအောက်မှာစီးလုံးစွာရပ်တည်ပြီး Federal Democracy ကိုတည်ဆောက်မည်ဆိုသည်ကိုနိုင်ငံတကာကိုပြသရန်အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။ညီညွတ်မှုမရှိဘဲစေအုပ်စုပြုတ်ကျသွားမှာကိုနိုင်ငံတကာကမလိုလားကြ။၎င်းတို့အားလုံးကတော်လှန်ရေးဖြစ်မဟုတ်ဘဲလူတို့ရဲ့ဆန္ဒပြပွဲများစစ်တပ်အတွင်းအာဏာသိမ်းပွဲမျိုးနဲ့အပြောင်းလဲဖြစ်ရေးကိုသာလိုလားနေပါတယ်။တော်လှန်ရေးနီလန့်ဖြစ်ဆိုကမြန်မာနိုင်ငံမှာစစ်ပရင်ဝါဒထွန်းကားလာပြီးလက်နက်ကိုင်အဖွဲ့များအချင်းချင်းနေမီလူတိုက်ကြတဲ့ပြည်တွင်းစစ်တန်တရားတွေထပ်မံကြောက်ရောက်သွားနိုင်တယ်လို့ခံယူထားကြပါတယ်။ဒီအတွက်ကြောင့်လည်းမိများပင်စေအုပ်စုကတောင်းချက်နေပါစေအပြစ်တင်ခံရမှာကိုစိုးတဲ့အတွက်ဘယ်သူကမှထိထိရောက်ရောက်မကူညီပဲလက်ပိုက်ကြည့်နေကြခြင်းစိုးသည်ကိုသဘောပေါက်တင်ပြီးဖြစ်ပါတယ်။စေအုပ်စုကတော့ကောင်းစွာသဘောပေါက်ထားပြီးဖြစ်တဲ့အတွက်လှုပ်ချင်တိုင်းလှုပ်နေကြခြင်းသာဖြစ်ပါတယ်။မိမိတို့ဘက်ကအနာဂတ် Federal Democracy နိုင်ငံတော်အသစ်အတွက်ဘုံရီမှန်းချက်နဲ့ဘုံသဘောတူညီချက်တစ်ခုကိုယခုကလေးကထားရှိပြီးဖြစ်သည်ကိုပြသရန်လိုအပ်လာပါတယ်။သို့မှလည်းနိုင်ငံတကာရဲ့လက်နက်ခဲယမ်းနဲ့ငွေကြေးအကူအညီများပိုမိုရရှိလာနိုင်မှာလည်းဖြစ်ပါတယ်။ NUG အပါအဝင်အဓိကအင်အားကြီးလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအဘေကြောင့်တွေ့ဆုံမဆွေးနွေးနိုင်ဖြစ်နေကြရပါသလဲ။စေအုပ်စုကဘယ်နေရာကိုဖြင့်ဘုံကျဲလို့ပြည်သူတွေရာချီပြီးအသက်ဆုံးရှုံးသွားလဲနိုင်ငံတကာကရှုတ်ချယုံကလွဲပြီးတုတ်တုံမြလှုံမှာမဟုတ်
၎င်းတို့စောင့်ကြည့်နေသည်ကသူတလူငါတမင်းမဟုတ်ပဲညီညွတ်မှုရှိနေမလားဆိုသည်ပင်ဖြစ်ပါတယ်။ပြည်တိရှာတို့ကပင်လုံစာချုပ်ထုတ်ပြနိုင်မှလွတ်လပ်ရေးပေးခဲ့သည်မဟုတ်ပါလော။ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့ရေးသားထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုသတင်းများကိုအဆုံးထိနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ရှိပါတယ်။နောက်ထပ်တော်လှန်ရေးအထူးသတင်းများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းစစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်ရေးကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။